နောက်ဆုံးပဲမိုးပေါင်းရောက်လာပါပြီ အချိုပွဲပါ ဆိုပဲပါနော်ကိုရီးယားဒီမှာ coffee လဲတောက်တယ်အေးလဲတောက်တယ်နှစ်ခုတောက်တယ်ဒါကပလာရေဒါလေးပေါ်ရေ orange နော် orange juice တောက်ပါဘာကြောက်ပါ ဒီမှာဒီကဘာလို့မစားတာဘာလို့တစ်ခုလေးကိုထည့်လာခဲ့အပြို ဒီ ကြီး ဖြစ်မှာဆို အပြိုကြီးမှဆိုလို့နောက်ဆုံးကျန်တဲ့ခီကိုမစားဘူးဒါတော့တင်စားစားတဲ့ဟာပေါ့မစားတဲ့ဟာရတိတ်သွားပြီကဲကိုပေါင်းလေးကိုစားပြလိုက်ပါဦးကိုပေါင်းလေးကိုဘယ်လိုစားမလဲဘယ်လိုလေးဖဲ့မလဲ ဒီမှာပါမုံပေါင်းမှာအမေရိကန်မှာလွယ်မရတော့မှုပါโอเคလွယ်မရတော့မှုပါ ရွှေမောင်လို့တဲ့လုံးလိုက်လေ ပြောလို့မရသူကလက်စွန်းပြန်ပြမှာနော် မကျေနဲ့ပြိုင်ပြီးလဲစားချိလိုက်ပါ ဟိုဝါချတော့ပူပူလေး အမွေးထွက်နေတာဒါပေမဲ့အမွေးထွက်တာမပေါ်ကင်မရာထဲမှာမပေါ် ဒီလိုလေးဖဲ့လိုက်ပြီးရင်အကြည့်တာပြလေးအမအငွေထွက်ပြီအမငွေထွက်ပြီနော်အဲ့ပူနေတော့တခြားလုံးမစားနိုင်ပါဘူးထပ်စိတ်ပါမယ် တက်ဖဲလို့ပြောတော့ မလေးမဟုတ်ရှာပါချက်ပါမယ် ပုတ်လာတော့ပူနေမယ်အထက်ကအုံးကြီးကောင်းလားရဲကောင်း very ကောင်း မင်းလားမှာရခိုင်မို့ဒီဆိုင်မှာဘာမှအချိုပိတ်ကိုအဲ့ဒါနဲ့ပိတ်အញ្ញံကောင်းပါတယ်ပြီးတော့ငါပြောပြီးပေါင်းနဲ့ကောင်းတယ်နှမ်းစီအနက်ကလေးနဲ့အဲ့ဒါ အခုဘာလို့မစားရလဲ မဟုတ်ပေါင်းရဒါရင်ဖြစ်နေပြီဟိုဟာပါထဆိုလို့ရှိရင်အစာရင်ချဲ့ရလိမ့်မယ်မရဘူးလို့ โอเคပါမဟုတ်ပါဘူးနော်အုံးကြီးကိုလေ